အဖိုးအိုချန်ကအဲ့ဒီပကြီးကားကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ပေမဲ့လည်းအိုလီဗီယာကတော့ဘလိုနည်းနဲ့ပဲဖြစ်ဖြစ်နောက်ထပ်မိတ်တူတစ်ဆောင်ကိုရှာဖွေပြီးမူလပုံစံအတိုင်းကွက်တိတူတဲ့ပကြီးပေါင်းတစ်ခုကိုပြန်လုပ်ခဲ့ပါတယ်တကယ်တော့သူမအမျက်တနိုးတံမိုးထားတာကပကြီးပေါင်းကိုမဟုတ်ပါဘူးသူမဘယ်တော့မှပြန်မရနိုင်တော့မဲ့အတိတ်ကအချိန်တွေကိုပါကျေးဇူးတင်ပါတယ်လို့အိုလီဗီယာကပကြီးပြုပြင်ထိန်းသိမ်းတဲ့အဖိုးအိုကိုပြောပြီးနောက်ကျွန်တော်ကလှည့်လာပြီးအိမ်ပြန်ကြဆိုတဲ့ဒါဟာ3ရက်အတွင်းမှာသူမကျွန်တော်ကိုပထမဆုံးအချိန်ပြောလိုက်တဲ့စကားလုံးတွေပါကျွန်တော်ခေါင်းရင်းပြပြီးခြေတလန်းပဲလှမ်းရသေးတယ်မျက်စိရှိမှအရာအလုံးမှောင်တိကျသွားခဲ့ပါတယ်3ရက်တိုင်ဘာမှမစားရသေးပဲစိတ်ကိုပဲတင်းထားပြီးတောက်ခံခဲ့တဲ့မြအခုတော့ကျွန်တော်မှဘာကွန်အားမှမကြံတော့ပါဘူးသတိမိမသွားခင်နောက်ဆုံးစက္ကန့်လေးမှာအိုလီဗီယာဖုန်းခေါ်ဆိုမှုမျက်နှာပြင်မှာအီတန်ဆိုတဲ့နာမည်လေးလင်းလာတာကိုကျွန်တော်မြင်လိုက်ရတယ်အိုလီဗီယာဖုန်းကင်လိုက်တာနဲ့သူမရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးကောင်းပြီငါအခုလာခဲ့မယ်တဲ့ပြီးတော့သူမဟာချမ်းပြင်ပေါ်မှာလဲကျနေတဲ့ကျွန်တော်ကိုတစ်ချက်ကလေးတောင်လည်းမကြည့်ပဲအခန်းထဲကနေလှည့်ထွက်သွားခဲ့ပါတယ်ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့ဆေးရုံကတင်ပေါ်ရောက်နေခဲ့ပါပြီမျက်လုံးကိုအသားရဖွင့်ကြည့်လိုက်တော့အမြင်အာရုံတွေဝေဝါးနေတော့မဲ့ဒါပေမဲ့ပထမဆုံးမြင်လိုက်ရတာကကတင်ဘေးမှာထိုင်နေတဲ့အိုလီဗီယာပါသူမဟာလက်တစ်ဖက်နဲ့နဘူးကိုထောက်မျက်လုံးမိတ်ထားပြီးမျက်ကွင်းတွေညူနေတာကိုကြည့်ရင်တညာကိုအေးအေးပြတ်ထားတဲ့ပုံမှာပဲကျွန်တော်လှုပ်ရှားလိုက်တန်ကိုကြားတာနဲ့သူမချက်ချင်းမျက်လုံးဖွင့်လာပြီးကျွန်တော်မျက်နှာကိုစိုးရိမ်တကြီးကြည့်လာပါတယ်နိုးလာပြီလားဘယ်လိုနေသေးလဲသူမရဲ့အတန်က6ကပ်ပြီးပင်ပန်းနွမ်းနယ်မှုတွေပြည့်နေနေပါတယ်ကျွန်တော်မျက်တောင်ခက်ရင်တတိပြန်ဆူဆီးလိုက်တယ်တတိမိမသွားခင်ကသူမအီတန်စီကိုလှည့်မကြည့်ပဲထွက်သွားခဲ့တာကိုမှတ်မိနေပေမဲ့အခုတော့သူမကကျွန်တော်ကတင်ဘေးမှာရှိနေပြန်တယ်မင်းအီတန်စီသွားတယ်မဟုတ်ဘူးလားလို့ကျွန်တော်တိုးတိုးလေးမေးလိုက်မိတယ်လဲချောင်းတွေ6ကပ်နေလို့အတန်ကကက်ကြီးနဲ့ညှက်ထားတယ်လို့ပဲအိုလီဗီယာခဏလောက်တုံဆိုင်သွားပြီးမှရင်တွေတစ်ခွက်ညှက်ပေးလာပါတယ်သူအဆင်ပြေပါတယ်သူစိတ်ကြယောဂခံစားနေရပြီးလွန်ခဲ့တဲ့ရက်ပိုင်းကကိုနာကျင်အောင်လုပ်ဖို့ကြံစီခဲ့လို့ငါသူ့ကိုပြန်ခေါ်လာခဲ့တာသူမခဏရက်ပြီးကျွန်တော်ကိုစိုးရင်တကြီးကြည့်ရင်အများကြီးမတွေးပါနဲ့ငါနဲ့သူကြမှာဘာမှပြန်ဖြစ်လာမှာမဟုတ်တော့ဘူးလို့ပြောပါတယ်သူမစကားမဆုံးသေးခင်မှာပဲဆေးရုံခန်းတကာဝုန်းမနဲ့ပွင့်လာပြီးမျက်လုံးတွေညီရဲနေတဲ့အီတန်ရောက်လာပါတယ်ဒါဆိုမင်းကငါ့ကိုတကယ်ပဲခွင့်မလွတ်နိုင်ဘူးပေါ့လေဒါဆိုရင်ငါတင်မလားရှင်မလားမင်းပါလို့ဂရုစိုက်နေသေးလေအီတန်ကတကားကိုဝုန်းမနဲ့စောင့်ပိတ်ပြီးပြန်ထွက်သွားပါတယ်အိုလီဗီယာမျက်နှာဖြူရောသွားပြီးချက်ချင်းထရက်ကသူ့နောက်ကိုပြေးလိုက်သွားတော့တယ်ကျွန်တော်ကတင်ပေါ်မှာစက္ကန့်ပိုင်းလောက်ကြောင်အိမ်ပြီးထိုင်နေမိပြီးမှလက်ကဆေးပိုက်တဲ့ကိုဆွဲဖြုတ်ပြီးသူ့နောက်ကိုကတုံကရင်နဲ့လိုက်သွားမိပါတယ်ဆေးရုံခေါင်းမိုးထက်ကလေကအရန်ပြင်းပါတယ်အီတန်ကခြေတစ်ဖက်ကိုဝရန်တာပြင်ဘက်မှာဆွဲလောင်းထားပြီးလေထဲမှာစပင်တွေရှုပ်ပွားနေရင်လဲကျလူမိပါဖြစ်နေတယ်အိုလီဗီယာကထိတ်လန့်တကြားအော်ဟစ်လိုက်တယ်အီတန်စဉ်းလာခဲ့စမ်းပါအီတန်ကမျက်ရည်တွေကြားကနေလှည့်ကြည့်ပြီးငါဘာလို့ဆင်းရမှာလဲမင်းငါကိုဒီလောက်မုန်းနေပြီးနေတန်နဲ့လည်းလက်ထပ်ပြီးပဲမင်းငါကိုဘယ်လောက်ချစ်ခဲ့ဘူးလဲဆိုတာမှတ်မိသေးရဲ့လားငါတို့ဘာလို့ဒီလိုဖြစ်သွားရတာလဲအဲ့ဒီတော့ငါဖြစ်ခဲ့တာတွေကငါပြစ်မှမဟုတ်တာမင်းတခြားတယောက်ကိုချစ်သွားပြီဆိုရင်ငါတီးလိုက်တာပဲကောင်းပါလေသူခုံချတော့မဲ့ပုံစံလုပ်လိုက်တဲ့အချိန်မှာအိုလီဗီယာရှိကိုအတင်းလူတိုးပြီးသူ့လက်ကဝတ်ကိုမြဲဖမ်းဆွဲထားလိုက်ပါတယ်အဲ့လိုမဟုတ်ပါဘူးသူမအတန်ကိုဟော်လိုက်ပြီးဒါကငါဖုန်းနဲ့လုပ်ခဲ့တဲ့သဘောတူညီချက်တစ်ခုပဲငါနေတတ်ပြီးမှတရက်ထက်နေပြီလေမင်းဒီနိုင်ငံမှာတရက်ထက်နေခွင့်ရလိမ့်ပဲအဲ့ဒီစကားလုံးတွေကကျွန်တော်ကိုမိုးကြိုးပစ်လိုက်တယ်လို့ပါပဲခေါင်းမိုးထက်တကားဝါမှာရက်နေတဲ့ကျွန်တော်အိုလီဗီယာဘာကြောင့်ကျွန်တော်ဘေးမှာရုတ်တရက်ကပ်နေပြီလဲဆိုတာအခုမှသဘောပေါက်သွားပါတော့တယ်အားလုံးကအီတန်ဒီမှာဆက်နေနိုင်ဖို့အချိန်ဆွဲပေးနေတာတတ်ပါပဲအီတန်စွန့်သွားပြီးတုံယူနဲ့မေးတယ်မင်းငါ့ကိုချစ်နေတော့မဲလားအိုလီဗီယာအကြာကြီးတိတ်ဆိတ်သွားတယ်သူမပြန်မထီတော့ဘူးလို့ထင်လိုက်တဲ့အချိန်အီတန်ကဝရန်တာပြင်ဘက်ကိုထပ်ပြီးရိမ့်လိုက်တဲ့အခါမှာတော့အိုလီဗီယာရှိကိုဝုန်းကနေတူးသွားပြီးသူ့ကိုဖက်ထားလိုက်ပါတော့တယ်ငါမင်းကိုချစ်တာတစ်ခါမှမရက်ခဲ့ဘူးအခုမင်းကျင်းနေပြီလားအီတန်ကဘေးကင်းတဲ့နေရာကိုပြန်ဆင်းလာပြီးသူမရဲ့အင်ဂျီကော်လာကိုဆွဲကရင်ခွင်ထဲထည့်ပြီးအတင်းကျပ်နမ်းရှုပ်ပါတော့တယ်အိုလီဗီယာကအစာပိုင်းမှာအနှဲငယ်ရုံးကန်ပေမဲ့နောက်တော့သူမကိုသူမလုံးဝလွှတ်ချလိုက်ပုံမှာပဲသူမကအီတန်ကောင်းကိုတိုင်းဖက်ပြီးဆုံရှုံခဲ့ရတဲ့နှစ်တွေအားလုံးကိုအစားပြန်ပေးခြင်းတလူမျိုးအစွမ်းကုန်ပြန်လဲနမ်းရှုပ်နေခဲ့ပါတယ်ကျွန်တော်ကတော့အဝေးတနေရာမှာဟာလာဟင်းလင်းဖြစ်နေတဲ့စိတ်နဲ့မတည့်ရက်ကြည့်နေမိတယ်သူတို့နမ်းနေကြတာကိုကြည့်ရင်အိုလီဗီယာတယောက်စိတ်လို့ကိုလွတ်နဲ့အီတန်ကားကိုတင်းဖက်ထားတာကိုကြည့်ရင်သူ့အယိုးတဲ့အထိအရေးပြောဝင်သွားတော့မတက်ပြင်းထန်နမ်းနေတာကိုကြည့်ရင်ကျွန်တော်တွေးမိတာကအိုလီဗီယာကျွန်တော်ကိုနန်းတိုင်းဘာလို့အမြဲတမ်းနူးညံ့ပြီးထိန်းချုပ်ထားတယ်ဆိုတာပါပဲအခုမှသိလိုက်ရတာကဒါဟာသူမရဲ့ပင်ကိုယ်စရိုက်ကြောင့်မဟုတ်ပါဘူးသူမကျွန်တော်ကိုမချစ်ခဲ့လို့ပါကျွန်တော်တလန်းချင်းလှည့်ထွက်လာခဲ့ပြီးဆေးရုံခန်းထဲပြန်ရောက်တဲ့အခါဆေးနံတွေကရုတ်တရက်အသက်ရှူချက်စရာဖြစ်လာပါတယ်ဖုန်းကိုကောက်ကင်ပြီးအဖိုးချန်ရဲ့ဖုန်းနံပါတ်ပေါ်လက်မလေးတင်ထားမိတယ်ပြီးတော့နောက်ဆုံးမှနှိပ်လိုက်ပါတယ်အဖိုးကျွန်တော်အိုလီဗီယာနဲ့ကွာရှင်းချင်တယ်ဖုန်းထဲကနေလက်ဖက်ရည်ပကံလုံးကွဲသွားတဲ့အတန်ကြားလိုက်ရတယ်အဲ့ဒီကောင်မလေးတစ်ခုထက်လုပ်ပြန်ပြီလားကျွန်တော်မျက်ရည်တွေဝဲရင်းကောင်းခါလိုက်မိတယ်မဟုတ်ပါဘူးအဖိုးကျွန်တော်တို့ကတယောက်နဲ့တယောက်မကိုက်ညီဘူးလို့ထင်လို့ပါသူမကျွန်တော်အပေါ်တိတ်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါကအချင်းမဟုတ်ဘူးအဖိုးကျွန်တော်အကိုဆုံးပါသွားတော့ကအဖိုးကျွန်တော်ကိုခေါ်ယူကျွေးမွေးခဲ့တယ်မဟုတ်လားအဲ့ဒီနေ့ကကျွန်တော်ရဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးမယ်လို့ကတိပေးခဲ့တယ်လေအခုကျွန်တော်အဲ့ဒီဆန္ဒကိုသုံးပြရစီကျွန်တော်နဲ့အိုလီဗီယာကိုကွာရှင်းခွင့်ပေးပါအဖိုးနောက်စက္ကန့်မှာပဲဆေးရုံခန်းတကားပွင့်လာပြီးအိုလီဗီယာဝင်လာကကျွန်တော်ကိုစိုက်ကြည့်ပါတယ်ဘာကိုသဘောတူတာလဲကျွန်တော်ဖုန်းကိုအုပ်လိုက်ပြီးအိုလီဗီယာကိုမော့ကြည့်ကဘာမှမဟုတ်ပါဘူးအဖိုးစီဖုန်းဆက်ပြီးနှုတ်ဆက်တာပါလို့ပြောလိုက်တယ်အိုလီဗီယာကအရန်ပင်ပန်းနေတဲ့ပုံစံနဲ့စပင်တွေလည်းပြိုပဲဖြစ်နေပြီးအင်ဂျီကော်လာကအနှဲငယ်ဟာဖြစ်နေတဲ့နေရာမှာအနမ်းရတစ်ခုခရီးထင်ကျန်နေတာကိုမြင်လိုက်ရတယ်သူမဘာမှထပ်မမေးတော့ပဲငါလုပ်စရာလေးတွေရှိသေးလို့ဒီရက်ပိုင်းဆေးရုံလာဖြစ်တော့ဘူးလို့ပဲပြောပြီးလှည့်ထွက်သွားပါတယ်လူသွားလမ်းမကြီးရဲ့အဆုံးမှာသူမရဲ့ကြောပြင်းလေးတက်ွယ်သွားတဲ့အထိကျွန်တော်ငေးကြည့်နေမိတယ်ကျွန်တော်ဖုန်းကိုပြန်ဖွင့်လိုက်တော့အဖိုးကတက်ပြင်းအရှိကြီးချပြီးနေတန်မင်းကိုဆုံးရှုံးရတာအိုလီဗီယာအတွက်ဆုံးရှုံးမှုပဲသူမမင်းနဲ့မထိုက်တာမှဘူးတဲ့ကျွန်တော်မျက်ဝန်းတွေပူဆက်လာပြီးလဲချောင်းထဲမှာတဆူလာတယ်အဖိုးကွာရှင်းမဲ့အကြောင်းကိုသူမကိုကျွန်တော်ကိုယ်တိုင်ပဲပြောပြရစီအဖိုးလည်းအသက်ကြီးပြီဆိုတော့ကျွန်တော်အဖိုးကိုစိတ်မပူစေချင်တော့ဘူးအဖိုးစိတ်ချပါကျွန်တော်နောက်တာယာအေဂျင့်နဲ့ဘဝကိုဖျက်ဆီးသွားပါမယ်ကျွန်တော်နှက်ခမ်းကိုတင်းစိတ်ထားမိပေမဲ့မျက်ရည်တွေကတော့တားမရစီမရစီးကြလာပါတော့တယ်ဆေးရုံကဆင်းပြီးနောက်မှာတော့ကျွန်တော်ပစ္စည်းတွေစတင်သိမ်းဆည်းခဲ့ပါတယ်အိုလီဗီယာကတော့တစ်ခေါက်မှပြန်မလာခဲ့ပါဘူးဒါပေမဲ့အီတန်ရဲ့ဆိုရှယ်မီဒီယာမှာတော့နေတိုင်းပုံတွေအတိတ်တက်နေကြတယ်ဒီနေ့သူတို့တူနေဝင်စီးစာကိုကြည့်ခဲ့ကြတယ်သူမကညနေခင်းစီးစာလင်းရောင်ကငါတို့အသက်18နှစ်တုန်းကလိုပဲလှပတယ်လို့ပြောခဲ့ပါတယ်ပုံထဲမှာတော့ရွှေဝါရောင်လေးနဲ့တွေကြကအိုလီဗီယာရဲ့နောက်ကျောပုံလေးကနူးညံ့တွေထွေးလို့နေပါတယ်နောက်ထပ်ပုံတစ်ပုံမှာတော့ငါရဲ့ယောဂတက်တာလာတော့မယ်သူကငါ့ကိုဖះเจ้าမှာဆူတောင်းပေးဖို့ခေါ်သွားတယ်လို့ရေးထားပြီးအိုလီဗီယာအမွှေးတိုင်ထုံးပြီးပြင်းငင်စွာဆူတောင်းနေတဲ့ပုံလေးပါအိမ်မပြောတဲ့ညတွေမှာလည်းသူမကငါနဲ့မနေ့3နာရီထိစကားတွေအတူတူပြောပေးခဲ့တယ်ဆိုတဲ့စာသားလေးတွေကျွန်တော်အဲ့ဒီပုံတွေကိုတပုံချင်းစီဆွဲကြည့်ရင်လက်ချောင်းတွေတုံငင်နေမိတယ်